ဒီနေ့ကတော့နေ airport လာမှာဆိုတော့ကြုံပါပဲနော်ဒီကပထမဆုံးချိန်လာတယောက်ချင်းနေရောလာတော့လေရတော့သူ့တော့မတူနေရအောင်ဒီမှာ8နိုင်သေးတယ်ဆိုင်မှာတော့ဘုချိန်ရတော့မှရမှာပေါ့နော်အခုက9နာရီကျော်လောက်ရှိနေပြီဆိုတော့ဒီထားရဲကြာကြီးရှင်းအောင်ပါတော့နှလုံးကတော့နည်းနည်းအဆင်ပြေသွားပြီပေါ့နော်ဒီနေ့ညတော့သေးခွေရောပေါ့နော်သေးခွေတော့ငိုရအမနှလုံးရရောင်ကိုင်းငယ်ချင်းနေအောင်ပြောနေမျက်လုံးကအရန်ရောင်နေရပေါ့နော်အဲ့ဒါနဲ့ဇွန်းရေခဲတက်တာလေးထည့်ပြီးတော့ကဲ့ရအဲ့လည်းတော်တော်နဲ့မပြဘူးအဲ့နဲ့ဒီနေ့အမအလုပ်သွားလုပ်နေနေစိတ်ကို distract ဖြစ်အောင်လုပ်သွားလုပ်နေနေမျက်မှန်တက်ထားအမလည်းနှလုံးကအဲ့လိုရောင်နေမသိတာဆိုတော့ရှင်ရတို့စူးစူးဆိုင်ကလက်မဝင်မှာပေါ့နော်ဆက်ဝင်ပါအမေကြီးသွားပါမယ်အမေလေးကတော့ရှစ်ခွဲမရောက်မှာဆိုမပါသေးဘူးပေါ့နော်ဒီမှာတော့တခြားအမေလေးရန်ဒီလေးဖြစ်နေတာဆိုတော့ဒီလမ်းလာလေးရောအပေါ်တက်ပါမယ်ဒီကတော့အမေကိုထိုင်ဆောင်နေရပါတော့အခုမှ8နာရီပဲရှိသေးတယ်ဆိုတော့မရောက်ဘူးအဲ့နဲ့ဘာလို့လဲဖုန်းကကုန်သွားလို့ဖုန်းကတွင်ဖုန်းကအမြဲကုန်တော့没呀嘞，大把的，该要。哦。1000ဘာလို့နေရလဲဆိုတော့ထုံးစံတိုင်းမှာပဲလက်စိုးကြီးအတန်းလာတက်ပြီးတော့ထိုင်တော့ဗီဒီယို edit တော့ဗီဒီယို edit မှာပြင်းလာတယ်ရှင်းလာတာ Pick up my message for right. You smile, it's like the sun, chasing all the shadows, warming everyone. Love, 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 it's the air we breathe, the song we sing. Love, 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 it's the reason why our hearts take wings. Punawuti second day ba second day ya su ma ba su yang yaဘာမင်း shopping mall ရောက်တာပေါ့နော် shopping mall မှာအမေကသူ့တမီးအတွက်တပတ်ဝယ်ပေးမယ်ဆိုပြီးတော့သူ့ယောက်ျားအတွက်ဘောင်းမီရေးပဲကြည့်နေတာသမီးလည်းသူစိတ်ဝင်စားပါဘူးငါဆိုပါချစ်တက်မှုကတော့ဖေးတစ်ပေါင်းဝယ်ပေးနေပါရှာနေရဲ公司，所以为哩，特别为嘛我呢？对呀，东西的简单呢。没嘛，那啥古哩，嘛都对的。对呀，那啥来了，我听。
အခုတော့ဒါတော့သူ့အတွက်ဒါတော်တော်များတဲ့ပမာဏ ကဲရောပါ See your face and everything feels right. It's like the sun, chasing all the shadows, warming everyone. Love, 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 it's the air we breathe, the song we sing. Love, ကပ်ပြီးအတော်လဲဆို reason why. တေးကြလို့လား အရင်မသားတယ်စာငန်သား တာငယ်လားမင်းသမီးရမစားတာ It's the air we breathe, the song we sing. မတော့ရပါဘူးဟမ်ပို့လား ပေါင်း Take wings. ဟင် ရပြီ မနေ့ကသူကမှငါသွားတယ်ဆိုလို့ ပို့ပြီးလားဟမ် ဒီစမ်းခဲ့ မထည့်တော့ ကြာ လား မထက်လိုက်တော့လေ မင်းကြက်သားနဲ့ပေါင်းရင်တော့ကောင်းပါရဲ့အေးဗီဒီယိုလေးထည့် ဘာစားလဲဆို တဲ ပြ ခွဲ အောင် လူ လေ လေးခောက်ဆွဲစားနေညော့ခောက်ဆွဲ ဒါက extra တဲ့ moms လောက်ထားတဲ့ဆက်ဟောက်ဆွဲပေါ့နော်ကျွန်တော်ဆက်ဟောက်ဆွဲလို့ပြောရဆိုလို့ရှိရင်ပုံမှန်ဆက်ဟောက်ဆွဲနေမတူသူများရဲ့အနေနဲ့အနီရောင်ခိုင်းနေမတူတာတခြားရှမ်းနဲ့ ကြားရှိ ဘာလို့လဲစိုက်ပြီးတိုက်ပြီးတော့ အဲ့ဒီဟိုရှမ်းရဲ့တချို့နေရာတွေမတူဘူးလေတနေရာနဲ့တနေရာသူများတွေကရှမ်းဟောက်ဆွဲလို့ ဆို ရှိရင် နာခေါ်လေ အဲ့လို ဆိုနာ မလို့ရှင်းပြနေရဘလော့ဂါလေးမင်း အဲ့လေသူ့ဝင်ပေးပြန် မရောပါနေတာ အော်အဲ့မှာ ဘာလို့လဲဗီဒီယိုရိုက်နေ ပါလို့ရတယ် စားလို့ရတယ်ဒါသမီးဖုန်းလေးဒီပါလေးရတယ်တဲခွဲလူမျိုးတို့မှာခောက်ဆွဲစားတယ်အဲအားဖြည့်ပါတယ် ဒါဒီတနေ့လုံးရဲ့ပထမဆုံးပိုက်ရဲဝင်တဲ့ဟာတစားတော့ နောက်နေ့ခေါ်ရမယ်သူ့ဒီမှာအိတ်ခိုင်းမယ်ပြန်ရမလဲရရင်မဆန်းတော့ဗါလဲဟိုကကြွေးခောက်ချင်မောင်ကြွေးပြီးအိမ်ပြန်လို့မယ်အခုတော့မူးလေးပဲဆန်းလေးရတယ်တက်တယ်